မင်္ဂလာပါဗျာသင်ညာအကျူနေ့မြင်းငလျင်လည်းကျူတာပဲဗျာဒီနေ့လည်းများတယ်နော်လှုပ်ကြောက်စဲလောက်ကိစ္စလေးနဲ့သွားကြောက်စဲကနေမိတ်ဆွေတယောက်ကတောတောင်သဘာဝလေးတွေနဲ့ပတ်ဝန်းကျင်နဲ့နေခြင်းတဲ့သူကကျွန်တော်တို့ရေတံခွန်တောင်ကြတော့ကြိုက်တယ်ဒါပေမဲ့သိရောင်းတဲ့လူကသိမရှိတော့ကြတော့မရဘူးပေါ့သူ့အတွက်မြေမရတော့ကျွန်တော်သူ့ကိုပဲပို့ပေးတော့ဆိုတော့မြေသားမျိုးနယ်တွေကပြက်ခက်ရွှေ့တောင်အဲ့ရဲ့ရှိဘက်ဆိုရင်အင်တာစေပေါ့ပန်းလောက်ဆဲခုံလာအဲ့ဘက်တွေပို့ပြီးအဲ့နေရာကြတော့အညာဒီသလို့လည်းမပြောလို့မရဘူးရှမ်းပြည်လို့လည်းပြောလို့မရတောင်တန်းတွေလည်းရှိတယ်မြေပြန့်တွေလည်းရှိတယ်လေတွေလည်းရှိတယ်လှုပ်ရှားလို့အဆင်ပြေပါတယ်နေရာတွေသားလေးရွာလေးတွေလည်းပြောနေသူတော်တော်များများရှိတယ်ကျွန်တော်က2016-19လောက်ကအဲ့ဘက်တွေသွားပြီးလေးလာတယ်နေဖို့ထိုင်ဖို့ဒါပေမဲ့ကျွန်တော်အဲ့မှာစေကြီးတွေကြည့်ပြီးကြောက်လို့မနေရတော့အဲ့ဘက်မှာမနေပြဘူးဒါပေမဲ့သူများလည်းနေကြပါဗျာကျွန်တော်ကじゃကိုရက်ကိုဒေတာကာလန်ဒေတန်ကိုသိမကျွမ်းတော့မနေတာပါအဲ့နေရာတွေကတကယ်တမ်းပြောမယ်ဆိုရွာငံဟိုရှမ်းပြည်ပေါ့ရှမ်းပြည်နယ်ရွာငံဘက်ကိုတက်မယ်ဆိုရင်လည်းခြိကျင်သွားရင်တောင်တမုံတဲ့တာလောက်ဆိုရောက်တယ်အဲ့နေကျွန်တော်သွားဦးတယ်အဲ့ဘက်ကိုပို့ပြီးပြန်လာရင်လည်းငရင်လောက်တဲ့တချို့အိမ်နေရာတွေလည်းရောက်တော့ပေါ့ကိုတီးတဲ့မိတ်ဆွေသွားအပိစကားလေးပြောကူညီရတာပေါ့အိမ်တွေကလည်းကွက်ကြွကွက်ကြားတွေပြူတာဗျတိုင်းတွေလည်းအဲ့လိုပဲတချို့ကြတော့ဘယ်လိုပြောမလို့ပတ်ဝန်းကျင်ကောင်းတဲ့ပတ်ဝန်းကျင်လည်းရှိတယ်မကောင်းတဲ့ပတ်ဝန်းကျင်လည်းရှိတယ်သူတို့ဖြစ်တာသူတို့ကန်ဆိုးလို့ပါကွာတဲ့အဲ့လိုတွေလည်းပြောကြအမှန်အပိစကားပြောရမှာအဲ့လိုပြောမယ်စားအေးကွာငရင်ကြောမိသွားတော့ဘယ်တက်နိုင်မှာတော့ဒါတွေကမမြဲတဲ့သဘောတွေအပိစကားလေးပြောသူကအဲ့လိုမဟုတ်ဘူးတယောက်နဲ့တယောက်ကပုတ်ခတ်နေကြတယ်တချို့ပတ်ဝန်းကျင်တော်တော်များများကျွန်တော်တို့နားရလည်းရှိကြတယ်အဲ့ကြတော့ဘလို့ထင်တော့ဆိုတော့ကျွန်တော်ကတော်တဲ့ဘာလို့တယောက်တည်းနေရတော့အဓိကကြောင်းရင်အဖြေကပို့ပြီကျွန်တော်နေရာမှာဒုက္ခရောက်လဲကိုတယောက်တည်းပဲနော်မနာလိုတရားမရှိဘူးချမ်းသာလဲတယောက်တည်းပဲမမြင်ရဘူးမကြားရဘူးမတွေ့ရဘူးကောင်းဆုံးနေရပဲကောင်းဆုံးနေရကိုခုရွေးချယ်ပြီးနေထားတာမြို့တွေရွာတွေဆိုတာမလွတ်ကင်းဘူးလေကက်ရီတာတွေပြစ်တင်တာတွေရှုံချတာလူဆိုတဲ့မျိုးကလူလို့သာပြောတာတခါလေတချို့တွေကတအားယုံညံ့တယ်တပုံကြီးဘယ်လိုပြောမလဲအားပေးစကားပြောရမယ့်နေရာကိုအားပေးစကားမပြောဘူးပုတ်ချတဲ့စကားတွေပြောတော်တော်များများလေးကြုံရတယ်ဒီနေ့ပတ်ဝန်းကျင်လေးမှာတွေ့ရတာဟာအဲ့လိုတွေမပြောပါနဲ့ကွာသူတို့မှပူဆွေးတော့ကဒုက္ခတွေရောက်နေရတဲ့ထဲလို့တကြံအကျိုးနေလို့သာပြောအကျိုးနေမှန်းတော့မသိဘူးကိုပါကိုပြီးတော့သိရပါသတိထဲမှာဒီလောက်ပူဆွေးတော့ကတွေနေရာတကာမှာပြက်စီးနေကြတယ်များတော့ကိုတွင်းနဲ့ကိုပဲဆိုင်ကမောင်းသွားတာကြောက်စဲမြို့ဘက်ကလမ်းကြားလေးလဲဝင်ရောကလေးလေး3-4ယောက်ကရေပတ်တာလူကိုဝမ်းဆိုအဲ့ကြမှာလိုက်အောင်ထားသချင်းဟာတော့အဲ့လိုတွေဖြစ်နေပါတယ်စိတ်နဲ့ကိုယ်နဲ့တော့မကတ်တာမဟုတ်စိတ်နဲ့ကိုယ်နဲ့ကတ်တယ်ပေါ့ဒါပေမဲ့ဒီလောက်ပူဆွေးတော့ကများနေရေမပတ်လောက်ဦးထင်ပတ်တယ်ဗျာသွားတော့ကတိုက်ကြီးတွေကပြိုတဲ့တိုက်ကြီးပြိုတော့မပြိုသေးဘူးရိုင်တဲ့တိုက်ကြီးတွေတွေ့တယ်မန္တလေးထဲမှာလည်းအများကြီးဟောပြန်လာတော့ကြတော့ငရင်လှုပ်လိုက်တာပြိုရောဗျအဲ့ဒါကြီးတွေလေဟောလှုပ်လိုက်တယ်ငရင်အဲ့ကြတော့ဘလို့တွေဖြစ်ကြတော့ဆိုတချို့တွေကကောင်းသေးတဲ့အိမ်ရှင်တွေတိုက်ရှင်တွေမပြည့်စည်တဲ့လူတွေကတော့မလှုပ်တော့နဲ့ပေါ့နော်မလှုပ်တဲ့ကျင်တော့ဘူးသူလည်းပြည့်စည်မှာဆိုရင်ကုန်ပြည့်စည်နေပြီမိသားစုတွေလည်းတေချေခံရတဲ့လူတွေကကြဘာပြောတော့လောက်ကွာကြိုက်တယ်လောက်မထူးဘူးမထူးတဲ့တွေအဲ့လိုခင်းတာအဲ့ကြငရင်ကဘယ်ဘက်လိုက်လို့လိုက်ကမှမသိတော့သူလည်းရောင်းလဲနဲ့မြန်မာနိုင်ငံတွေကဟိုမထွက်လောက်ဘူးနဲ့တူတဲ့ကြီးရတယ်မြေငလျင်နေတိုင်းတာတော့ကိုယ့်ထက်သားတဲ့လူတွေအများကြီးရှိရပါတော့ဒါပေမဲ့မြေငလျင်ကတော့လှုပ်အောင်ပါပဲဗျ။ပေါင်ရာသီဥတုတွေကပုံမှန်မဟုတ်တော့တလိမ့်ဆန်တွေကလည်းတချို့တလိမ့်ဆန်တွေကမရှိဘူးကျွန်တော်တို့ဝင်းညံမှာဥပမာကြောက်ဖားကြီးတွေတို့ဘာတို့ဆိုရင်ငရင်မလှုပ်တဲ့ဒေသဆိုအကောင်တွေကနေတာများတယ်။ငရင်လှုပ်တော့မှဆိုသူ့အသိမရှိဘူးဒါကျွန်တော်ရဲ့ပတ်ဝန်းကျင်တွေ့တဲ့ဟာပေါ့။ကြောက်စရာတိတ်ကောင်းတယ်။သဘာဝဘေးကနေတိုင်းဒုက္ခမပေးနိုင်ဘူး။သူ့ချိန်ကနဲ့သူပဲဖြစ်တာသဘာဝဘေးအဲ့လိုဘေးတွေထက်ဘာတွေကကြောက်စရာကောင်းတုံးဆိုတော့လူတွေရဲ့စိတ်တွေကပူကြောက်စရာကောင်းသုံးပါပဲတေချာတွေးကြည့်ရင်ပေါ့ဒါပါပဲ